Skinwalker ဆိုတာဘာလဲညဘက်တော်မလောင်တွေမှာတင်တယောက်တဲ့လမ်းလျှောက်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါရုပ်တရက်တင်းရှည်မှာခွေးတကောင်မမဟုတ်သမင်းတကောင်ကိုတွေးလိုက်ရတယ်ဒါပေမဲ့အဲ့ဒီတရိစံရဲ့မျက်လုံးတွေကတရိစံတကောင်ရဲ့မျက်လုံးနဲ့မတူပဲလူတယောက်ရဲ့မျက်လုံးတွေလိုတင့်ကိုစိုက်ကြည့်နေမယ်ပြီးတော့သူကချွေလေးချောင်းနဲ့မဟုတ်ပဲလူတယောက်လိုမတ်တက်ထားရလိုက်မယ်ဆိုရင်တင်ဘယ်လိုလုပ်မလဲဒါဟာရုပ်ရှင်တွေကဇလန်းတတ်မဟုတ်ပါဘူးမြောက်အမေရိကတိုက်ကရှေးအောင်နာဘာဟိုတိုင်းရင်းသားတွေကြားမှာနှစ်ပေါင်းရာကြီးပြီးလက်စစ်ကံပြိုးလာခဲ့ကြတဲ့နာမည်ကိုတောင်အတန်ထွက်မှာခေါ်ရဲလောက်အောင်ကြောက်စရာကောင်းတဲ့တတော်ဝါတွေအကြောင်းဖြစ်ပါတယ်သူတို့ကိုကဘာတဝမ်းက Skinwalker လို့လူသိများကြပါတယ် Skinwalker ဆိုတာသရေတစေတမမဟုတ်ဖုတ်ကောင်တွေမဟုတ်ပါဘူးအစားကတော့သူတို့ဟာတာမန်လူသားတွေအထူးသဖြင့်ဆေးဘက်ဝန်အပင်တွေနဲ့ကူးတတ်တဲ့ရှာမန်လို့ခေါ်တဲ့နတ်ဆရာတွေစုံးကဝေတွေဖြစ်ကြပါတယ်ဒါပေမဲ့သူတို့ဟာလူတွေကိုကယ်တင်ဖို့ထက်သူတို့ရဲ့ကိုကျူးနဲ့အာနာအတွက်အမောင်ပတ်ချမ်းကပညာရက်တွေကိုလိုက်စားခဲ့ကြသူတွေပါနာဘာဟိုဒနာရီတွေရတာမန်နတ်ဆရာတယောက်ကနေ Skinwalker တကောင်အဖြစ်ကိုပြောင်းလဲဖို့အတွက်အရန်ကိုရက်ဆက်တဲ့လောက်ရက်တစ်ခုကိုကျူးလွန်ရပါတယ်အဲ့ဒါကတော့ကိုနဲ့အရင်နီးဆုံးကိုအချီအားဆုံးမိသားစုဝင်တယောက်ကိုကိုယ်တိုင်တက်ဖြတ်ပြီးရက်စစ်ပူဇော်ရတာပါပဲဒီလိုအဖြစ်ကြီးမားတဲ့လောက်ရက်ကိုလှုပ်လိုက်တာနဲ့သူတို့ဟာလူသားစင်စစ်ကနေအစွမ်းထပ်ပြီးကြောင်းမက်ဖွဲ့ကောင်းတဲ့ Skinwalker တွေအဖြစ်အသွင်ပြောင်းသွားကြပါတယ်သူတို့ရဲ့အစွမ်းသက်တည်များ Skinwalker ရဲ့အကြောက်ဆုံးအစွမ်းကတော့အသွင်ပြောင်းလဲနိုင်ခြင်းပါပဲသူတို့ဟာဝမ်ဘူးတွေမြေခွေဝက်ဘရင်လင်းယုံအစရှိတဲ့တရိတ်ဆန်အရေးကွင်းတွေကိုခြုံလိုက်တာနဲ့အဲ့ဒီတရိတ်ဆန်အဖြစ်ကိုလုံးဝပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့တာမန်တရိတ်ဆန်တွေနဲ့မတူတာကသူတို့ဟာကားတစ်စီးတက်ပိုမြန်အောင်ပြေးနိုင်ကြပြီးအင်အားလည်းအရန်ကြီးမားပါတယ်ပိုပြီးစူးရွားတာကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေပါ Skinwalker တွေဟာလူတွေရဲ့စိတ်ထဲကိုဝင်ရောက်ဖတ်ရှိနိုင်ပြီးတင်းအကြောက်ဆုံးအရာတွေကိုသိပါတယ်ညဘက်တောထဲတောင်ထဲသွားတဲ့အခါတင်းအမေဒါမှမဟုတ်တင်းချစ်သူရဲ့အတန်မျိုးနဲ့အကူညီတောင်းပန်ငိုတန်တွေကိုအတူခိုးပြီးတင်းကိုလမ်းမအောင်အိမ်အပြင်ထွက်လာအောင်မြားခိုးတတ်ကြပါတယ်သူတို့ရဲ့မျက်လုံးတွေဟာအမောင်ထဲမှာနီရဲနေတတ်ပြီးတရိစံအသွင်ပြောင်းထားပေမဲ့မျက်လုံးအိမ်ကတော့လူမျက်လုံးတွေအကိုင်းရှိနေတတ်တာကသူတို့ရဲ့ထင်ရှားတဲ့လက္ခဏာတစ်ခုပါခိတုကဘာပေါ်မှာ Skinwalker များဒီအကြောင်းအရာတွေဟာဒဏ္ဍာရီတတ်လို့ထင်ရှားစရာရှိပေမဲ့ဒီကနေ့တိုင်အောင်အမေရိကန်ပြည်ထောင်စုယူတာပြည်နယ်မှာရှိတဲ့ Skinwalker Ranch လို့နာမည်ကြီးတဲ့ခြံကြီးဝိုက်မှာထူးထူးချမ်းချမ်းအဖြစ်တွေရှင်းပြလို့မရတဲ့တတော်ဝါတွေကိုမျက်အရင်တွေ့ရှိခဲ့ကြတဲ့မှတ်တမ်းတွေအများကြီးရှိနေသေးပါပဲသိပ္ပံပညာရှင်တွေကိုယ်တိုင်စက်ကီရီယာတွေနဲ့တွားရောက်လေ့လာကြပြီးပဲအဖြေရှာမရတဲ့လျှို့ဝှက်ချက်တွေအများကြီးကြံရှိနေသေးပါပဲနာဘာဟုလူမျိုးတွေကတော့အခုချိန်ထိသူတို့ရဲ့နာမည်ကိုတောင်အတန်ထွက်ခေါ်ဖို့တောင်ကြောက်ရွံ့ကြပါတယ်နာမည်ခေါ်လိုက်ရင်သူတို့ရောက်လာတတ်တယ်လို့ယုံကြည်ကြလို့ပါဒီလောက်ကြောက်စရာကောင်းပြီးအစွမ်းထက်တဲ့တတဝါတွေကိုတာမန်လူတွေအနေနဲ့ပြိုင်ဆိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲဒါပေမဲ့တကယ်လို့များဒီတတဝါတွေဟာကျွန်ုပ်တို့နေထိုင်ရာကဘာကိုကျူးကျော်ဝင်လာခဲ့တာရောအဲ့ဒီလိုအခြေအနေမျိုးမှာဒီ American ဒဏ္ဍာရီလာမကောင်းဆိုးဝါတွေကိုနှိမ်နင်းဖို့အတွက်အခြားသော parallel universe အပြိုင်စက်ကြဝဠာပါတစ်ခုကနေဉာဏ်ရည်ထပ်မြက်တဲ့မြန်မာကဏ္ဍကြီးစုံတက်ကြီးတယောက်ရောက်ရှိလာခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်မလဲလွေဝက်ချက်တွေအလွဲပြောင်းနေတဲ့ဒီထိတ်ရင်ဖို့ဆရာတွေနဲ့ပြည့်စက်နေမယ်ကျွန်တော်တို့ channel ရဲ့ဇလန်တစ်စာပလင်းစရာနဲ့ Skinwalker များကိုမကြခင်တင်ဆက်ပေးတော့မှာမို့ channel ကို subscribe လုပ်ထားပြီးစောင့်မျိုးကြည့်ရှုပေးကြပါဦးခင်ဗျာ